ဘတ်လူပွဲမိန်ကတ်တွေလာပြီဂျော်နသန်ဟန်ကေတီနဲ့ယူကီယိုဇာတို့ပွဲနှစ်ယောက်စလုံးလူသိပြီးသားဆိုပေမဲ့နည်းနည်းလေးပြန်နှွှဲပေးမယ်ဂျော်နသန်ဟန်ကေတီက2023လေးလပိုင်းတုန်းက1599မှာနောင်အိုကိုနိုင်ပြီးတော့1 bantamweight မွေထိုင်းချန်ပီယံဖြစ်လာသူပါနောက်ပြီးတော့ Fabricio Andrigo ထပ်နိုင်ပြီးတော့ bantamweight 10ရက်ပဲကစ်ဘောင်စင်ချန်ပီယံဖြစ်လာပါတယ်168မှာစူပါလက်ကိုရှုံးပြီးတော့မွေထိုင်းကပတ်ပေးလိုက်ရတယ်ဆိုတော့သူ့မှာအခုလောလောဆယ်မှာကစ်ပေါင်စင်ကပတ်ပဲကြံมาတော့တယ်အခုပွဲကအဲ့ဒီကပတ်ကိုကာကွယ်ရမှာပါယူကီယိုဇာကစိန်ခေါ်သူပါဂျပန်စောတင်မောင်ယူကီယိုဇာရဲ့အကြောင်းကိုစူပါလက်နဲ့ပွဲမှာကျွန်တော်အကျယ်တဝင့်မိတ်ဆက်ပေးထားပါတယ်ကျိုရှင်း background ကနေလာတယ် K1 မှာချန်ပီယံဖြစ်ထားမှုတယ်အောက်ခြေကပိုင်းမှာကတော့လုံးဝဆက်ရတဆိုပဲနောက်ဆုံးပွဲမှာစူပါလက်လိုမျိုး kicking machine ဆိုတဲ့ကောင်ကြီးကိုအင်ဂျင်ဝိုင်းမှာယူအောင်လုပ်ပြထားနိုင်ပါတယ်ဆိုတော့ဒီပွဲကကစားနည်းအရဆိုရင်တော့စောတင်မောင်ကတာပါတယ်ဘာကြောင့်လဲဟန်ကီတီကအမွေထိုင်းကစားသမားပါမွေထိုင်းစောက်ပုံနဲ့ပို့ပြီးတော့အဝင်ခွင်ကြဖြစ်တယ် MMA လိုက်နဲ့ထိုးရတဲ့အခါမှာသူ့ရဲ့ကောင်းမိုင်ဆိုတဲ့ဖြောက်လက်သီးတွေ spinning elbow တွေကသူ့ရဲ့လုံးဝ trainment မှာပေါက်ကွဲအားပြင်းပြင်းနဲ့စော့တတ်တယ်ပရိသတ်အကြိုက်ကိုစော့ပေးနိုင်တယ်ဟန်ကီတီကိုလူကြိုက်များတယ်သူ့ရဲ့စော့ပုံကြောင့်ပါဒါပေမဲ့အဲ့ဒါတွေကကစ်ဘောင်စင်ရူမာကြတော့လက်သီးကိုလက်အိတ်ဆွတ်လိုက်ရပြီတထောင်လဲသုံးမရတော့ဘူးသူ့ရဲ့ signature တွေထဲမှာသူသုံးလို့ရနိုင်တာဆိုရင်အမြင့်ခြေခတ်တစ်ခုပဲရှိပါတယ်အဲ့ဒီ hack it ပိုင်းကိုတည်တည်ချာချာလှုပ်လာတင်တယ်ဒီပွဲအတွက်သူ့ရဲ့အနိုင်နဲ့အရှုံးကိုအဆုံးဖြတ်ပေးမှာကအဲ့ဒီ hack it တွေပါကျန်တဲ့ပိုင်းတွေမှာကတော့ဂျပန်စောတင်မောင်ကိုရှင်ထိုးနိုင်ဖို့ကတိတ်ပြီးတော့မလွယ်ဘူးအောက်ခြေခတ် body kick သူ့ထက်ကျွတ်ပါတယ်ဆိုတဲ့ super လက်တောင်မှအင်ဂျင်မှာယိုသွားတာဗျာသူ့အနေနဲ့ကတော့ဘလို့မှမရအောင်အမြင့်ချေကန်ချက်ကပဲဒီပွဲရဲ့အဆုံးဖြတ်ကို 100% နီးပါးလောက်ထိဆုံးဖြတ်ပေးမဲ့ပွဲပါစောတင်မောင်ဘက်ကနေကြည့်ရရင်တော့တပွဲလုံး low kick ကန်မယ် calf kick ကန်မယ် marie giri ထောက်မယ်ကြောင်ကကျွက်ကိုစောတလို့ကိုစောသွားပါလိမ့်မယ်သူကပြန်ပြီးတော့ queue ဆိုင်ရမှာက han kiti ပြန်ပြီးတော့ကန်လာမယ်အမြင့်ချေကတ်တွေပါအဲ့ဒါကိုပြန် queue ဆိုင်နိုင်ရင်ရပါပြီအဖြေကတော့ဒါပါပဲ